လူမိုက်တယောက်ကအမျိုးသားတို့ဥယျာဉ်ထမင်းလုံးကိုကန်ထုတ်လိုက်ပြီး Viz ဘော်တုံးနဲ့ရိုက်ဖူးပြင်းနေပါတယ်။ဒါပေမဲ့အမျိုးသားကအခုချက်ချင်းအဲ့ဒီခွက်ကိုပြန်ကောက်ပေးမဟုတ်ရင်နောင်တရစေရမယ်လို့ခတ်တီတီပဲတတိပေးလိုက်တယ်။လူမိုက်ကလည်းသူ့ကိုဒီလိုတောင်းစားတဲ့သူကပြန်ချင်းကြောက်ရမလားဆိုပြီးမကောက်ပေးရဘာဖြစ်မလဲကွာလို့မထေမဲ့မြင်းပြန်ပြောနေတာပေါ့။အဲ့ဒီအချိန်မှာပဲကားတစ်စီးအရှိန်နဲ့မောင်းဝင်လာပြီးစွဲဆောင်မှုရှိတဲ့အမျိုးသမီးတယောက်ဆင်းလာပါလေ။လူမိုက်ကတော့အန်အောသွားရပေါ့။အဲ့ဒီအမျိုးသမီးကတိုင်းလိုက်ပဲရှောက်လာပြီးခွက်ကိုအဖြန့်ကောက်ပေးဖို့လူမိုက်ကိုအမိန့်ပေးလိုက်တယ်။လူမိုက်ကငါဘာလို့လဲဆိုတာမင်းသိလားလို့ရန်လို့ဖို့စူးစမ်းပေမယ့်အမျိုးသမီးကချက်ချင်းပဲပါရလိုက်ပါတယ်။လူမိုက်ကသူ့တစ်ဖက်တွေကိုဝိုင်းဖမ်းခိုင်းပေမဲ့အမျိုးသမီးရဲ့ကိုရန်တော်ကဆန်စက္ကန့်နဲ့တွဲမှတင်လူမိုက်အားလုံးကိုမြေပြင်ပေါ်မှာလဲချသွားအောင်နှိမ်နှင်းလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့လူမိုက်ဟာမြေကြီးပေါ်အဖိခံထားပြီးအဲ့ဒီခွက်ကိုကြောက်လန့်နဲ့ပြန်ကောက်ကအမျိုးသားလက်ထဲပြန်ထည့်ပေးလိုက်ရပါတယ်။အမျိုးသားကကူညီပေးတဲ့အတွက်ကျေးဇူးတင်စကားပြောပြီးထွက်သွားဖို့ပြင်တဲ့အခါအမျိုးသမီးကသူ့ကိုတားလိုက်ပါတယ်။ပြီးတော့သူမကလက်စွပ်တကွင်းထုတ်ဒူးတစ်ဖက်ထောက်ပြီးအဲ့ဒီအမျိုးသားကိုလက်ထပ်ဖို့ကန်လန်းပါတော့တယ်။ဘေးကမြင်တဲ့သူတွေရောအဲ့ဒီအမျိုးသားကိုယ်တိုင်ရောဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်သွားကြတယ်။စီးစိမ်ဥစ္စာရောအာနာပါရှိတဲ့အမျိုးသမီးတယောက်ကဘာကြောင့်ဒီလိုဘာမှမရှိတဲ့သူတောင်းစားတယောက်ကိုလက်ထပ်ခွင့်တောင်းရတာလဲဆိုတာအံ့ဩစရာပါပဲ။အမျိုးသားကကျွန်တော်ကခင်ဗျားနဲ့မထိုက်တန်ပါဘူးဆိုပြီးညင်းဖို့ကြိုးစားပေမဲ့အမျိုးသမီးကသူမရဲ့အသက်နဲ့ရင်းပြီးချင်းချောက်တာကြောင့်နောက်ဆုံးမှာတော့လက်ခံလိုက်ရပါတော့တယ်။အမျိုးသမီးကအမျိုးသားလက်ထက်ကခွက်ကိုလွှင့်ပေးလိုက်ပြီးသူ့ကိုကားပေါ်တင်ကအိမ်ကိုခေါ်သွားခဲ့တယ်။အိမ်ရောက်တော့ရေချိုးခိုင်းပြီးပြင်ဆင်ပေးထားတဲ့အဝတ်အစားတိတ်တွေကိုဝိတ်ခိုင်းကစပင်မှာညှက်ပေးလိုက်ပါတယ်။အမျိုးသားကရေချိုးခန်းထဲကနေထွက်လာတဲ့အခါမှာတော့သူ့ရဲ့ရုပ်ရည်ကတကယ်ကိုခံရလုံးတာကြောင့်အမျိုးသမီးကိုယ်တိုင်တော့မှွင့်တက်သွားရတယ်။သူမဟာသူမရဲ့ခင်မွန်လောင်းထစ်သူရဲ့ချောမောတဲ့ရုပ်ရည်အောက်မှာလုံးဝကိုကြာရှုံးသွားရပါတော့တယ်။